အာဆင်နယ်နဲ့ချန်ပီယံလိအာဆင်နယ်တို့ကနှစ်ပေါင်းရာချီလောက်ကိုအင်္ဂလန်ပြည်တွင်းမှာမဟုတ်ဘဲနဲ့ကမ္ဘာအတိမတ်ပြူရလောက်အောင်ကိုဘောလုံးကစားကွက်များစွာနဲ့အင်္ဂလန်ဘောလုံးဟာဒါမျိုးဆိုပြီးတော့ပြသခဲ့တဲ့အသိအမှတ်ဖြစ်ပါတယ်။ဥရောပဘောလုံးလောကရဲ့ပြိုင်ဆိုင်မှုအထူးပြင်းထန်ပြီးထိပ်တန်းယူရိုပီယံကပ်နဲ့ UCL ကိုဘောလုံးရသည့်အသီးသီးမှာအကြိမ်ရေစုစုပေါင်း22ကြိမ်ခန့်ပါဝင်ရှင်နိုင်ထားပေမဲ့ဥရောပတိုက်ရဲ့ချန်ပီယံကိုစားပြုဖလားကြီးကိုပိုင်ဆိုင်မှုကင်းမဲ့ထားပါတယ်။ဂန်နာတို့ဟာနှစ်ပေါင်းများစွာလိုအင်တောင်းတနေတဲ့ဥရောပမဟာအောင်မြင်မှုအိမ်မက်ကြီးကိုတည်ဆောင်မှုအတွက်ဆန်နာတွေပြင်းပြနေတာဟာလက်ရှိအချိန်ထိပါပဲ။ဆန်နာတွေမီးတောက်လောင်လျက်ရှိနေတာပဲဖြစ်ပါတယ်။ဥရောပတိုက်ကွင်းရဲ့ပြင်မှာတော့1991-92ခုနှစ်မှာ UEFA ချန်ပီယံလိဆိုပြီးတော့နာမည်မပြောင်းခင်အာဆင်နယ်ကယူရိုပီယံကပ်ကစားခွင့်ရခဲ့ပြီးတော့ဘန်ဖီကာက3-1နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲရနေစပြီးတော့ပြန်လှည့်ခဲ့ရပါတယ်။အာဆင်နယ်အသင်းကိုတမိုင်းတွင်စေမဲ့ဂန်နဝေနီးပြအာဆင်ဝင်းကရဲရောက်ခြင်းပထမနှစ်မှာရင်ပက်ထရစ်ဗီယာလိုကစားပွဲတွေမှာအရေးပါပြီးတော့ထိန်းချောင်းပေးနိုင်တဲ့ကစားသမားတွေကိုခေါ်ယူခဲ့ပြီးတော့ဝင်ချင်းအောင်မြင်မှုတွေများစွာကိုလည်းပေးစွမ်းနိုင်ခဲ့ပြီးအသင်းကဥရောပဘောလုံးအောင်မြင်မှုမှာအာဆင်ဝင်းကရောက်ခြင်းနှစ်ဆက်တိုက်ကိုချန်ပီယံလိရှုံးထွက်အဆင့်ပထမကြော့သာရရှိခဲ့ပါတယ်။ဝင်းကားကလူငယ်ကစားသမားတွေစီကအရေးအသွေးကိုကြိုမြင်နိုင်တဲ့နီးပြပြီးအာဆင်နယ်ရဲ့ဂိုးသွင်းဆက်ဖြစ်လာမဲ့စေကျော်တဲ့လူငယ်လေးဖြစ်တဲ့အွန်ရီကိုခေါ်ယူခဲ့ပြီးတော့တိုက်စစ်တဲ့ကွင်းလေဟာဝင်းကားရဲ့မြန်ဆန်ပြီးတော့လွတ်လပ်တဲ့ဘောလုံးကစားဟန်ကိုဥရောပတခွင်မှာပြသနိုင်ခဲ့ပါတယ်။ဒါမဲ့ဂိုးသမားစီမန်းနဲ့တူတူခံစစ်မှာတော့ဂရီယန်လက်ထက်ကလေးကကြံရှိခဲ့တဲ့ကြောက်ဆောင်နီးပြအတွဲဖြစ်တဲ့ဝေနာဘန်ဒီစင်တိုနီယာဒန်နဲ့ကီယုံတို့ကဇယားရဲ့တံကိုခံနေခဲ့ရပြီဖြစ်လို့ချန်ပီယံလိမှာထပ်မံပြီးတော့အုပ်စုအဆင့်မာရီမေဂေဘရီယယ်ဘေးဒစ်စတူဒါရဲ့ဂန်ဝင်မြောက်ဂိုးနဲ့အတူဖီယိုတီနာရဲ့အနိုင်ယူတာခံလိုက်ရပြီးတော့ဥရောပအောင်မြင်မှုအတွက်သင်ခန်းစာအပြည့်အဝယူနိုင်ခဲ့ပါတယ်။နောက်နေ့ UCL အောင်မြင်မှုအတွက်စွမ်းဆောင်ရည်ကောင်းမွန်တဲ့ကစားသမားတိုင်းရဲ့ဂိုးမြူခဲ့ကြတဲ့ပြင်ခိုင်မာတဲ့အသင်းလိုက်ကစားမှုကိုတီးဆောက်နိုင်မှုကြောင့်မလို့ချန်ပီယံလိကွာတာဖိုင်နယ်အထိကိုပထမဆုံးတက်ရောက်နိုင်ခဲ့ပါတယ်။ဂိုးသမားလီမန်နဲ့အတူနောက်တန်းကိုအာယုံစိုက်ဖြည့်တင်းကချန်ပီယံလိကွာတာဖိုင်နယ်ကိုရောက်ရှိခဲ့တဲ့ပြင်ကစ်တစ် Invisible လို့ဂုဏ်သတင်းတွေကိုပါပိုင်ဆိုင်ခဲ့ပါတယ်။အာဆင်နယ်အသင်းရဲ့တမိုင်းတစ်လျှောက်ဥရောပချန်ပီယံလိအောင်မြင်မှုမှာအမြင့်မားဆုံးသောရလဒ်တစ်ခုကို2005-2006ခုနှစ်မှာချန်ပီယံလိပထမဆုံးဖိုင်နယ်ကိုတက်ရောက်ပြီးခြေလှမ်းနိုင်ခဲ့ပါတယ်။16သင်းအဆင့်မှာ UCL ရဲ့ဘရင်ကြီး Real Madrid နဲ့ရင်ဆိုင်ပြီးတော့ပထမကြော့မှာ Real ရဲ့ဘာနီဗျူးကွင်းမှာပဲ Henry ရဲ့အနိုင်ဂိုးနဲ့အတူတူ UCL စပိန်ဘရင်ကြီးကိုမြေခစေခဲ့ပါတယ်။ကွာတာဖိုင်နယ်မှာတော့ဂျူဗင်တက်နဲ့ဆီမီဖိုင်နယ်မှာတော့ဗီလာရီယေတို့ကိုအာဆင်ဝင်းက4-4-2ကနေပြီးတော့4-5-1လိုမျိုးပုံမကျလက်တဲ့ formation နဲ့အနိုင်ယူနိုင်ခဲ့ပြီးတော့ final ကြီးစီကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဂန်နာတို့အလိုချင်ဆုံးဖြစ်နေတဲ့ချန်ပီယံလိဖလားပိုင်ရှင်တိုက်တဲ့ကိုလက်တလုံးလေးပဲကြံတော့လောက်အောင်လို့အနီးကပ်ဆုံးထိရောက်ရှိခဲ့တာပါ။ပြိုင်ဘက်ဘာစီလိုနာနဲ့ပြိုင်ဆိုင်မှုအလွန်ပြင်းထန်ခဲ့ပြီးတော့18မိနစ်ကလေးကအာဆင်နယ်ဂိုးသမားလီမန်အနီးကပ်ပြခံရတဲ့အထိဖြစ်ခဲ့ပြီးအာဆင်နယ်နောက်ကန်လူကစားသမားကန်ဘေးဟာ38မိနစ်မှာသွင်းကိုပြုတ်လုံနိုင်ခဲ့ပေမဲ့နောက်ဆုံးမိနစ်တွေမှာဘာဂါဘက်ကနေ2ဂိုးပြန်လဲသွင်းယူနိုင်ခဲ့လို့လက်မတင်လေးပဲရှုံးနေခဲ့ရတာပါအရေးချင်းရှိတဲ့နီးပြအာဒေတာလက်ထက်မှာဝင်းကားခက်လို့အသင်းအပြန်လဲတီဆောက်စရာမျိုးကိုဥရောပတိုက်ကစားပွဲတွေကိုပုံမမြိုင်ဆိုင်စွာနဲ့ဂန်နာတို့ကိုဖျော်ဖြေစီမှာဖြစ်ပါတယ်အာဒီတာရောက်ချင်းနှစ်မှာရင်အာဆင်နယ်ကိုဝေးကွာနေတဲ့ချန်ပီယံလိရှင်ပြိုင်ခွင့်ကိုပြန်ပြီးတော့ယူပေးနိုင်ခဲ့တဲ့ပြင်ကွာတာဖိုင်နယ်အထိပါ2024မှာပို့ဆောင်ပေးထားနိုင်ခဲ့တာပါဒီနေ့ချန်ပီယံလိမှာလည်းအာဆင်နယ်ဟာကွာတာဖိုင်နယ်ကိုတက်ရောက်ထားနိုင်ပြီးReal Madrid နဲ့ရှင်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။အာဆင်နယ်ဟာအရင်ချိန်နဲ့မတူညီတာကခြေစွမ်းကောင်းမွန်တဲ့ကစားသမားတွေနဲ့တိစောက်ထားပြီးတော့ဘောလုံးလောကမှာပိုကောင်းတဲ့အသင်းတွေကြီးပဲအနိုင်ရလို့မရှိတာမလို့အာဆင်နယ်ကရော Real အသင်းခြေစွမ်းပိုင်းတည်ငြိမ်မှုပျောက်ဆုံးနေချိန်မှာအခွင့်ကောင်းယူသွားပြီးတော့ဆီမီဖိုင်နယ်ကိုထပ်မံတက်လှမ်းသွားပြီးချန်ပီယံလိဖလားကိုရယူပိုင်ဆိုင်က19သင်းဖန်တွေကိုအမြဲ6လန့်သွားမဲ့လန်ဒန်တရေကြီးဖြစ်သွားမလားဆိုတာတွေ့မြင်နိုင်မှာပါ။ဂန်နာတို့ဟာမဖြစ်နိုင်တဲ့ကစ်တစ် The Invisible ကိုတော့မှတကယ်ဖြစ်လာအောင်လှုပ်ဆောင်နိုင်တဲ့အသင်းဖြစ်တာမလို့ဇွဲဆောင်မှုရှိတဲ့တိုက်စစ်ကစားဟန်ပြေးဝတဲ့အားကစားစိတ်ဓာတ်တွေနဲ့ချန်ပီယံလိဖလားကြီးကိုအရယူကအမြောက်တက်တို့အလိုအဆုံးသောဥရောပအိမ်မက်တွေကိုအကောင့်ထဲဖော်နိုင်မလားဆိုတာဧပြီ9ရက်နေ့မှာစောင့်မျှော်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့တင်သမျှကိုလွတ်သွားတာမျိုးမရှိရလေအောင် page လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။